ဟိုရှိအခါမကတတိုင်းပြည်ကြီးကိုအုပ်ချုပ်ခဲ့သောမင်းကြီးတစ်ပါးရှိခဲ့သည်အဲ့ဒီမင်းကြီးအမိမှာမင်းပိတ်တာရဖြစ်သည်မင်းကြီးတွင်အစာတတ်ဟုခေါ်သောမင်းသားတစ်ပါးရှိခဲ့သည်မင်းသားအစာတတ်သည်အလုံးအင်အားကြီးသောမင်းတစ်ပါးဖြစ်ခြင်းခဲ့သည်သို့သောသူ၏စိတ်ထဲတွင်လောဘနှင့်အာဏာလိုချင်မှုများတဖြည်းဖြည်းပေါက်ဖွာလာခဲ့သည်တနေ့တွင်မင်းသားအစာတတ်သည်မကောင်းသောအကြံပေးသူများ၏စကားကိုနားထောင်ခဲ့သည်ထိုစကားများကြောင့်မင်းသား၏စိတ်သည်မမှန်ကန်သောလမ်းသို့တဖြည်းဖြည်းရောက်ရှိလာခဲ့သည်အာနာလိုခြင်းစိတ်ကြောင့်မင်းသားအစာတတ်သည်မိမိ၏ဖခင်မင်းပိန်ပြီးတာရောက်ကိုထောင်ထဲတွင်ချုပ်နှောင်ရန်အမိန့်ပေးခဲ့သည်မင်းပိန်ပြီးတာရမင်းကြီးသည်ထောင်ထဲတွင်နေစဉ်တောင်မိမိသားပေါ်မမုန်းပြီးပဲမေတ္တာတရားဖြင့်သာစဉ်းစားနေခဲ့သည် He is to be confined here indefinitely. See that no one, နောက်ဆုံး not တွင် even his မင်းပိန်ပြီး loyalists, တာရမင်း reach ကြီးသည် him. ထောင်ထဲတွင်မင်းဘဝကိုအဆုံးသတ်ခဲ့ရသည် No one, not even ထို his ဖြစ်သည် loyalists. မင်းသားအစာတတ်၏ဘဝတွင်ကြီးမားသောအဖြစ်တစ်ခုဖြစ်လာခဲ့သည်နောက်ပိုင်းတွင်မင်းသားအစာတတ်သည်မိမိအမှားကိုသိမြင်လာပြီးစိတ်တွင်အလွန်ပင်ပူပန်ဝမ်းနည်းခဲ့သည်တနေ့တွင်မင်းအစာတတ်သည်ဖျားရှင်ထံသို့တွားရောက်ကမိမိ၏အဖြစ်များကိုဝန်ခံခဲ့သည်ဖျားရှင်သည်မင်း၏အမှားကိုနားလည်စေကာတရားတော်များဖြင့် is လမ်း not မှန်ကို paved ပြ with သပေးခဲ့သည် conquest, but with the peace found within your own heart. လူတိုင်းအတွက်သင်ခန်းစာတစ်ခုဖြစ်သည်မကောင်းသောအကြံပေးစကားကိုလက်ခံပြီးပါကဘဝတွင်ကြီးမားသောအမှားများဖြစ်နိုင်သည်ထို့ကြောင့်အမြဲတမ်းသတိရှိစွာဆုံးဖြတ်ရမည်ဖြစ်သည်ကာတွန်းကြိုက်ရင်လိုက်ပေးခဲ့ပါအောင်ဘလို့ကာတွန်းလေးတွေကြိုက်နှစ်တယ်လဲရေးပေးခဲ့ပါအောင်ကျွန်တော်ကတော့ 3D ကာတွန်းလေးတွေဖန်တီးတင်ဆက်သူစမ်းဝင်းထွန်းဖြစ်ပါတယ်မိတ်ဆွေများအားလုံးပျော်ရွှင်သောနေ့ရက်များပိုင်ဆိုင်ကြပါစေခင်ဗျာ